ကာလဝိပတ္တိမှာဘုရားယဟန္တာတောင်ဆင်းရဲဒုက္ခရောက်တယ်မင်းတို့ငါတို့ဒုက္ခရောက်တာဘာမှမဆန်းဘူးအဲ့ဒါလူလောကကြီးရဲ့ပြရုပ်ပဲအဲ့ဒါကိုမကြောက်နဲ့မရှောင်နဲ့အဲ့ဒီပေါ်မှာစိတ်တက်ကြပြီးလက်မိုက်ကြနေရမှာမဟုတ်ဘူးမင်းတို့ဘလောက်တန်ပါလဲအဲ့ဒါရေးကြည့်တယ်တေအောင်မတတ်နိုင်ရင်ပိုးတန်ပါတယ်တဲ့ကွာတေအောင်မတတ်နိုင်ရင်ပိုးတန်ပါတယ်တဲ့ကြောက်เสียမလို့ဘူးမင်းတို့ကြောက်ဖို့မဟုတ်ဘူးငါတတိရှိအောင်ပြောချင်တာကာလဝိပတ္တိကာလမကောင်းဘူး situation မကောင်းဘူး circumstance မကောင်းဂတိမကောင်းဘူးတဲ့အပေလေးပါကြာနေအခုလူတွေကွာဒါတော့လူတွေဖြစ်တဲ့အတွက်ဂတိကောင်းပါလေတချို့ပြောမှာပေါ့ဂတိမကောင်းဘူးဆိုတာမြန်မာပြည်ရောက်နေတာဂတိမကောင်းဘူးလားလို့ပြောအဲ့ဒါဆိုမင်းတို့ကအီဒံပို့လိုက်မယ်ဟုတ်မလားဂါဇာပို့လိုက်မယ်လေယီမင်ပို့လိုက်မယ်လေဆိုမာလီယာပို့လိုက်မယ်လေမြန်မာပြည်တဲ့ဆိုတဲ့နိုင်ငံတွေအများကြီးပါမင်းတို့ကသတင်းလောက်ဖတ်ပြီးတော့မြန်မာပြည်ကြီးကသုံးစားမရဘူးလို့ထင်မနေပါနဲ့နိုင်ငံခြားမှာဘုံ၈နိုင်ငံလောက်နေခဲ့အဲ့မှာမင်းတို့ဘလောက်ဒုက္ခရောက်လဲဆိုတော့နိုင်ငံခြားရောက်တွေ့လိမ့်မယ်တချို့ကနိုင်ငံခြားသတင်းတွေနားထောင်ပြီးနိုင်ငံခြားသွားတဲ့သူမျိုးဟိုမှာမင်းတို့မလွယ်ဘူးဒီလောက်မလွယ်ဘူးနော်အဲ့ဒါဘုံတို့ကဘယ်နေရာမှာဘလောက်ရှင်းသန်နိုင်အောင်ကြိုးစားမလဲဒါဝိဇ္ဇာကာယဝိထားတော့ကာလဂတိဂတိဆိုတာအပေလေးပါးကြာနေဂတိမကောင်းဘူးလို့ပြောတာဥပတိတဲ့ဘာမကောင်းတာလဲတော့ဥပတိမကောင်းတာဆိုဘာဖြစ်တာယူပါချူချားနေတာပေါ့ကွာသူငါကြည့်ရင်လက်ကြည့်ရင်တရားမရှိတဲ့ယုံမျိုးပေါ့ဒီထဲမှာတယောက်မှမပါပါဘူးအရှိအသားလေးရလည်းမမင်းသားလိုပါပဲတန့်နေတာဟမ်သမီးတွေတန့်ကြပါတယ်ဒီမှာဥပတိမကောင်းဘူးဆိုတာကကိုယ်လက်အင်္ဂါတွေဆုံးရှုံးသွားတဲ့အခြေအနေတွေကိုပြောတာတချို့ကညံညင်သွင်းမမိလိုက်ဘူးလူကတွန့်လိန်ကောက်ကွေးလာတဲ့ဟာတွေကိုဥပဒေမကောင်းဘူးလို့ပြောတာ။ကဲဥပဒေမကောင်းတာကနာတာမင်းတို့တစ်တော့မသုံးဘူးလား။တစ်တော့ရဲ့စီဝီကိုသိလား။အဲ့ကောင်အောက်ပိုင်းမပါဘူး။အောက်ပိုင်းတစ်ပိုင်းလုံးမပါဘူး။ခုမင်းတို့သုံးနေတဲ့တစ်တော့လေ။တစ်သားတော်ကြီးကိုလက်မှာချိတ်ပြီးတော့အဲ့ဒါကိုခြေထောက်လိုလှုပ်သွားတာ။တစ်တော့စီကိုအောက်ပိုင်းတစ်ပိုင်းလုံးမပါဘူး။မင်းတို့ကသမင်းပြာပုံနဲ့အထမှာမဟုတ်တော့စိတ်တွေကြပြီးတော့လမ်းဘေးရောက်သွားမှာလေလူနေခြုံကြားစိတ်ထားဝတိတဲ့ခြုံကြားစိတ်ကဘယ်တော့မှဘုံပြားမရဘူးတို့တော့စိတ်ထားကိုတာဝရိဏလောက်ထိတင်ပြထားလူနေခြုံကြားစိတ်ထားဝတိစိတ်ကိုအဲ့လောက်ထိအဆင့်မြင့်ထားလို့လိုတယ်ကွာလူမှကြနေပါတယ်ခေတ်မှမကောင်းပါဘူးပညာမှမတတ်ပါဘူးစိတ်ကအဆင့်မမီဘူးဆိုတော့သေပြီးရတတလုံးနဲ့လည်းမထူတော့ဟုတ်ပြီနော်လူနလန်မထူတောင်စိတ်တော့နလန်ထူဖို့လိုတယ်စိတ်အရေးကြီးတယ်စိတ်တင်နာနေတိလောကောစိတ်တင်နာပရိကတတိစိတ်တတဧကဓမ္မတတပ်ပိဝဝတမနကုအဲ့လူတွေရဲ့စိတ်ကပဲလောကကြီးဖြစ်စည်းတာအဲ့လူတွေရဲ့စိတ်ကပဲလောကကြီးကိုဖွံ့ဖြိုးတက်အောင်လုပ်တာတခြားသူတွေလုပ်တာမဟုတ်ဘူးအဲ့ဒီစိတ်တွေကလုပ်တာဒါကြောင့်အဲ့ဒီစိတ်ကိုမင်းတို့ဘလောက်ကြန့်ခိုင်အောင်လေ့ကျင့်ထားမလဲဘလောက်အစီအသွေးပြည့်တဲ့ world power ပြည့်တဲ့ English ဖြစ်တဲ့ English အကျိုးစီးပွားဖြစ်ထွန်းစေတဲ့ဟာပေါ့အဲ့လိုစိတ်ထားဖြစ်အောင်ဘယ်လိုမျိုးလေ့ကျင့်ထားမလဲအဲ့ဒါအရေးကြီးတယ်။နောက်ဒါကြောင့်မင်းတို့လူနေခြုံကြားနေလဲစိတ်ထားအောင်ဒါဝရိဏလောက်တင်ပြီးရီမန်းချက်ကြီးကြီးထား။မိုင်းမနေနဲ့ငိုင်းမနေနဲ့လေးမနေနဲ့ဖက်မနေနဲ့နောက်10နှစ်နေဒီတဲ့ကလေးတွေပြောင်းသွားမယ်။အသက်အရွယ်တွေလည်းပြောင်းသွားမယ်လူတွေလည်းပြောင်းသွားမယ်ဒီထက်ကတဝက်လောက်ကအလုပ်တွေပြောင်းသွားမယ်ထင်တယ်။ပြောင်းလောက်တယ်။နော်ဘုံဘုံထင်တယ်နော်။ခွတ်တယ်ခေါ်တာခုခေတ်ကလေးတွေအလုတ်ခဏအပြောင်းမြန်ဒါပေမဲ့ဒီထဲနေဖွံ့ဖြိုးတိုးတက်သွားတဲ့သူဘယ်နှယောက်လဲဆိုတာလက်ကားချောင်းပြည့်ရင်ကံကောင်းတယ်လူတိုင်းမပြောင်းနိုင်ဘူးစိတ်ထားကောင်းတဲ့သူတွေပြောင်းလဲနိုင်လိမ့်မယ် change your mind change your world ကိုပြောင်းကဘာကြီးပါပြောင်းပြလို့ရတယ် change your mind change your world ကဘာနာမည်ကြီးတဲ့ဒီကုတ်ကလေကိုပြောင်းကဘာကြီးပါပြောင်းလို့ယူလို့ရမဟာတမဂန္ဒီလည်းအဲ့ဒါကိုပြောတယ်မင်းပြင်ကျင်တဲ့ကဘာကိုမင်းကိုယ်တိုင်ပြောင်းယူတဲ့မြန်မာပြည်တိုးတက်စေခြင်းနဲ့ဆန္ဒမင်းတို့မရှိဘူးလားငြိမ်းချမ်းခြင်းနဲ့ဆန္ဒမရှိဘူးလားချမ်းသာကြွယ်ဝတဲ့နိုင်ငံကြီးမဖြစ်စေခြင်းဘူးလားပညာတတ်တဲ့နိုင်ငံကြီးမဖြစ်စေခြင်းဘူးလားဘယ်သူလို့ဘယ်ဆိုရမှမလုပ်ခိုင်းနဲ့အစိုးရဆိုတာမင်းတို့ပဲမင်းတို့အစိုးရပဲအေးအဲ့ဒါကိုအိန္ဒြေထိုက်တယ်လို့ပဲကိုယ်စိတ်ကိုအစိုးရကိုယ်စိတ်ကိုစောင့်ထိန်နိုင်ရင်အိန္ဒြိယပစ္စည်းရောမှာမြတ်စွာဘုရားရှင်အိန္ဒြေကိုကိုဆိုးပိုင်တတ်အောင်လေ့ကျင့်ယူရ
အဲ့ဒါဆိုရင်မင်းတို့ကဘာကြီးတောင်ဆိုးလို့ရတာကွာမြန်မာပြည်ကိုကောင်းအောင်မဆိုးမိုးနိုင်မဲ့နေပါမလားစဉ်းစားနော်ဒါကြောင့်မင်းတို့ကိုယ့်ကိုပြောင်းယူရအဲ့အတွက်အရင်ချင်းနေတိဆောက်ထားဖို့လိုလားမလိုဘူးလားပဋိဓုပဒေတာဝါဒတဲ့ suitable environment မြန်မာလိုပြောလိုက်တော့ပါတယ်တော့သင်လျော်လျောက်ပတ်တဲ့အရက်ဒေတာနေကဲတို့ဇဂဘုံလေးဆိုးရိုးလေးပေါ့လေဆိုကြအောင်တို့တရားမပြောင်းသူကောင်းမဖြစ်တဲ့သိခြင်းနဲ့ကြားအဒုက္ခပဲခုနတရားမပြောင်းသူကောင်းဖြစ်လို့ပြောင်းလာပါတယ်ပြက်လက်ပြက်ငါပြောတာပဲသိခြင်းနဲ့တသိခြင်းနဲ့ကြားတော့ပြောင်းသွားငါမပြောဘူးလားဆိုတော့နည်းနည်းတော့ခက်တယ်နော်တခုကဘာခိုင်းတာတခုကဘာလို့ခိုင်းတာပြောင်းတယ်နောက်တစ်ခုကမပြောင်းနဲ့သိခြင်းနဲ့ကြားတော့ပြောင်းတယ်ငါကတော့ထိုင်နေအကောင်းသားတဲ့ဟာနည်းနည်းတော့ဒုက္ခရောက်တယ်နော်ခရပ်ဖြစ်နေ